ကျွန်တော်ရဲ့ပျော်ရွှင်မှုတစ်ခုအတွက်ကြီးစုနေသူမိတ်ဆွေများကိုပြန်လည်ဝေမျှပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook တွင် Affiliate Partnership Activate လုပ်ရန်အတွက်ပေါ်လာပြီဖြစ်ပါတယ်ဒီမှာပြောရတဲ့အကြောင်းအရာများကတော့စတဲ့အသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောဆိုခြင်းဖြစ်ပါတယ် Affiliate Partnership ကုန်အမတ်တစ်စိတ် brand တွေဒါမှမဟုတ်ကုမ္ပဏီတွေနဲ့လက်တွဲပြီးပစ္စည်းညွှန်းပေးရမယ်အစီအစဉ်ဖြစ်ပါတယ်မိမိကြိုက်နေတတ်တဲ့ပစ္စည်းတွေကိုရွေးချယ်ပြီးကိုယ့်ကို follow လုပ်ထားတဲ့သူတွေ audience တွေစိတ်ဝင်စားလာအောင်လမ်းညွှန်ပြသပေးရမှာဖြစ်ပါတယ်သူတို့ကကိုညွှန်းတဲ့ link ကနေတစ်ဆင့်ဝင်ရောက်ဝယ်ယူခဲ့ရင်မိမိက commission ကပြန်ရမှာဖြစ်ပါတယ်ဒါဟာ creator တွေအတွက်ဝင်ငွေရှာနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ကိုကဗီဒီယိုတွေ content တွေလုပ်ပြီးသွားတဲ့အခါမှာမိမိသုံးတဲ့ပစ္စည်းတို့မဟုတ်ကိုကြိုက်တဲ့ပစ္စည်းတစ်ခုခုရဲ့ link ကိုချထားပေးရုံပါပဲကြည့်ရှုသူတွေကအဲ့ဒီ link ကနေဝင်ခဲ့ရင်ကိုကရောင်းရငွေရဲ့ရာခိုင်နှုန်းအချို့ကို commission အနေနဲ့ရရှိမှာဖြစ်ပါတယ်ကိုကယခုအစီအစဉ်ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်စကြင်တယ်ဆိုရင်အပြာရောင် activate ခလုတ်လေးကိုနှိပ်ပြီးအစင်းစစ်လှုပ်ဆောင်သွားရမှာဖြစ်ပါတယ်တီးကျင်သည့်စိတ်ဖြင့် activate ကိုနှိပ်ကြည့်လိုက်သည့်အခါမယုံနိုင်ဖွယ်ရာအမေရိကန်နိုင်ငံတွင်နာမည်ကြီးကုမ္ပဏီကြီးများဖြစ်ကြသည့် Amazon နှင့်တီးမှုကုမ္ပဏီများဖြစ်နေသည်ကိုတွေ့ရှိရပါသည်ဒီလိုကုမ္ပဏီကြီးတွေနဲ့လက်တွဲလုပ်ဖို့ဆိုရင် Amazon အကောင့်ရှိရမှာဖြစ်ပါတယ်တီးမှုအကောင့်ရှိရမှာဖြစ်ပါတယ်ပြီးရင်အစင်းစစ် registration တွေဆက်လုပ်ရမှာဖြစ်ပါတယ်လူတိုင်းမှာဘယ်နိုင်ငံမှာပဲနေဘယ်ပဲရောက်ဘာတွေပဲဖြစ်နေကိုယ့်ရဲ့အိမ်မက်တစ်ခုကိုအခွင့်အရေးရှိတဲ့အချိန်ရတဲ့အချိန်မှာစူးစမ်းကြည့်ပါကိုယ့်ရဲ့အိမ်မက်ကိုဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့ကျွန်တော်ဖြတ်တန်းနေသည့်ဘဝအတွေ့အကြုံများကိုပြန်လည်ဝေမျှပေးနေတဲ့ထုံးမနိုင်ဖြစ်ပါတယ်RSN